ဒီမှာကတော့ slip default printer ထားနည်းပေါ့နော်အခုလုပ်ပေးမှာကတော့ default printer ထားမယ်ဆိုတဲ့နေရာမှာတကယ်လို့ OGMS software မှာပေါ့ရွှေ software စိန် software တွေမှာစရင်းချုပ်ထုတ်ကြည့်ရတဲ့အခါမှာစရင်းချုပ်လေးကသေးနေရပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင် default printer ပြောင်းထားပေးရပါမယ် default printer ပြောင်းထားပေးဖို့အတွက်ဆိုရင်ပထမဆုံး window bar မှာ control လို့ရိုက်လိုက်ပါပြီးရင် control panel တွေကိုသွားပါပြီးရင်ဒီ hardware and software အောက်မှာရှိတဲ့ view device and printer တွေကိုသွားပါပြီးရင် device တွေကိုသွားပါအဲ့ဒါပြီးအောင်နာနည်းနည်းဆွဲလိုက်မယ်ဆိုရင် mode device and printer setting တွေကိုသွားပါပြီးရင် default ထားမယ် printer ပေါ်ကိုဒီ Canon ပေါ့နော်အဓိကတကယ်လို့ Canon မောင်းမိတာမရှိဘူးဆိုရင် Anytech printer တို့ Microsoft XPS printer တို့ပေါ်ကိုright click ထောက်လိုက်ပါ right click ထောက်ပြီးတော့အမှဆိုရင် ဆက်ရည် default printer ကိုရွေးလို့ရပါပြီဒီလိုမျိုးပေါ်လာတယ်ဆိုရင် okay ကိုနှိပ်လိုက်ပါကိုထားမဲ့ printer ပေါ်မှာဒီလိုအမှန်ကြီးအစိမ်းရောင်လေးရောက်သွားပြီဆိုရင် software တွေကိုပြန်ဝင်ကြည့်ပြီးတော့စရင်းချုပ်လေးတွေပြန်ထုတ်ကြည့်လိုက်တဲ့ဆိုရင်စရင်းချုပ်လေးတွေကအပြည့်ပေါ်ပါပြီဒါလေးကတော့ default printer ထားနည်းဖြစ်ပါတယ်